ဒါအဲ့ပုံစံမျိုးလေးအဲ့ကြကျွန်တော်တို့ကဘယ်ကနေချုပ်ထားတုံးဆိုတော့ဒါမိတ်ဆွေများ24ဆိုတဲ့ကဏ္ဍကိုဒါကျွန်တော်ဘာနဲ့ချုပ်ထုံးဆိုတော့ကျတော့ဘာနဲ့ချုပ်တုံးဆိုတော့ကျတော့ကျွန်တော်တို့ကဒီဘောကနေတော့ brain နဲ့လန့်ချုပ်တာဒီ3ညပါဝါ9လို့ရိုက်3ညပြီးတော့ဒီမှာ6ပါဝါ1လို့ရိုက်ဟုတ်တယ်ဒီမှာ1ပါဝါ6လို့ရိုက်ဒီမှာ2ပါဝါ9လို့ရိုက်မှာဒီမှာ8ပါဝါ3ဆိုတော့ရိုက်ဆိုတာ9ကန့်ကြီး6 break အဲ့6 break ထည့်လိုက်တာ ਨੇ ဒီနံလေးမှာ तू ကဒီမှာ6တဲ့ဒီမှာ6တဲ့ပါဝါ1လို့ထည့်ထားတယ်တပင်ကြားနေဒီမှာ6တဲ့ပါဝါ1လို့ထည့်ထားတယ်ဒီမှာ9တဲ့ပါဝါ4လို့ထည့်ထားတယ်အဲ့ကြတော့ဒီမှာလာတဲ့669ဆိုတဲ့ကဏ္ဍ669ရဲ့ပါဝါဒီ4လို့တော့တာဒီ1ကို6နဲ့ပြန်သွားဒီ1ကို6နဲ့ပြန်သွားဒီ4ကို9နဲ့ပြန်သွားကျန်အဲ့မှာ6 break မိတ်ဆွေများအဲ့ကြတော့3ည break 6 break ရွေးပါတယ်အဲ့ဒါကျွန်တော်တို့3ညရဲ့2ရထည့်လိုက်ရင်3ည2ဆိုတဲ့ကဏ္ဍကိုဒီမှာ3ညတဲ့ဒီမှာ2တဲ့ဒီမှာ2တဲ့3ည2နဲ့အဲ့ဒါကို3ည2ဒီမှာ3ညဒီမှာ2ဒီမှာ2 3ည2နဲ့3ညရဲ့2ရဒီ3ညလို့ဖြစ်တဲ့နဲ့ဒီကနေ3ညလို့ရိုက်မယ်ဒီမှာ2လို့ဖြစ်တဲ့ဒီကနေ2လို့ရိုက်မယ်ဒီမှာ2လို့ဖြစ်တဲ့နဲ့ဒီကနေ2နဲ့ချုပ်ချင်တာအဲ့24အဲ့ကြမိတ်ဆွေများကျွန်တော်တို့2ထိပ်ကိုကင်လို့ရင်28ထည့်ထိုးပါ4နောက်ပိတ်ကိုကင်လို့ရှိရင်60နဲ့မှ4ကိုထည့်ထိုးပါအဲ့ကြတော့ကျွန်တော်တို့မနက်ခင်းကိုအဓိကဦးစားပေးရတော့6 break 3ည break ဒါမိတ်ဆွေများအားလုံးဒီလောက်ပါဗျာကံကောင်းကြပါစေ